မင်္ဂလာပါရေဒီနေ့တော့မိမိသုံးနေတဲ့ဝေးဘူးဆိုတဲ့အန်လေးကိုမိတ်ဆက်ပေးခြင်းပါတယ်။ကဘာတဝင်းကိုနဲ့ကလီရတာတွေအတွက်အထက်လန်းဆုံး platform တစ်ခုပါပဲ။ဝေးဘူးဆိုတာကဒီတော့တို့ Instagram တို့လိုပဲမိမိရဲ့ဂဟန်ရွာတွေကိုတင်နိုင်တဲ့ easy ဖြစ်ပါတယ်။ဒါပေမဲ့ထူးခြားတာကတော့မိမိရဲ့ follower တွေကိုဆွဲဆောင်နိုင်ပါတယ်။ဒီနေ့ဝေးဘူးဆိုတဲ့အန်လေးကိုအသုံးပြုပြီးပိုက်ဆံရှာနေကိုပြောပြပေးခြင်းပါတယ်။မိမိကိုနဲ့ကလီရတာတယောက်ဆိုရင်ဒီအန်ကနေငွေလဲရှာနိုင်နေဆိုတာမသိသေးလားဘူးမလားဒါဆိုရင်ကျွန်တော်ပြောပြမယ်ဒီဝေးဘူးအန်ကဒီတော့ရိုးလို view တွေ follower တွေမလို့ပဲတိုက်ရိုက်ပိုက်ဆံရှာလို့ရပါတယ်ပထမဆုံးဝေးဘူးအန်ကို Play Store မှာဝေးဘူးပြီးကန်ကလီရတာလို့ရှာပြီး download ရပါတယ် Play Store မှာမတွေ့ဘူးဆိုရင် VPN လေးချိတ်ပြီး download ရပါတယ် down ပြီးရင်အန်ထဲဝင်လိုက်ပါအန်ထဲရောက်ရင်ကိုရဲ့ account နဲ့ချိတ်ခိုင်းပါမယ်အကောင့်ချိတ်ပြီးရင်ပထမဆုံးမြင်ရမှာကတခြားလူတွေတင်ထားတဲ့ point ကိုမြင်ရမှာပါကိုရဲ့အကောင့်ကိုကြည့်ချင်ရင်ဝိုင်းပြထားတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါကကိုရဲ့ follower နဲ့ like ဖြစ်ပါတယ်ကိုကတိအန်ကနေပိုက်ဆံရမရကြည့်ချင်ရင်တော့ဒီကောင့်ကိုနှိပ်ပြီး click ရတာတဲ့ကိုဝင်လိုက်ပါကျွန်တော်မှာကတော့ဒေါ်လာတစ်ပြားမှမရသေးပါဘူးပိုက်ဆံကလည်းလိုလို့ရင်ညာလဲဆိုတော့ဒီမှာပြထားတဲ့ super like 9ခုရရင် click ရတာဖြစ်ပါပြီSuper Light ဆိုတာကဒီကောင်းကိုပြောတာပါ Super Light ကိုဘလို့မြန်မြန်အောင်လုပ်လို့ရလဲဆိုတော့ကိုတင်နဲ့သွားစလက်ကိုလူများများမညံ့အောင်တော့မဟုတ်ဝယ်လို့ရပါတယ်တကယ်လို့ Super Light 9ခုရရင်ဒီအန်ကနေပိုက်ဆံရပါပြီတကယ်လို့ဒီကောင်းလေးကိုတောင်းချင်ရင်အောက်မှာလင်းပေးထားပါမယ်ကျွန်တော်ပြောတာနားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့တဲ့လီဂီယမ်မှာလာမေးလို့ရပါတယ်နောက်ပြီးတော့ Super Light လဲလာဝယ်လို့ရပါတယ်တကယ်လို့ပိုက်ဆံရပြီဆိုရင်ဘလို့ထုတ်ရမလဲဆိုတာနောက်ဗီဒီယိုမှာရှင်းပြပေးပါမယ်။ဒါကြောင့်မြို့ကျွန်တော်ရဲ့ channel ကို Telegram ကညမရဲဟို Panika လေးနေချင်းဖြင့်ကူညီနိုင်ပါတယ်ဗျ။